ဟိုးအရင်တုန်းကရွာငယ်လေးတရွာမှာအဖိုးအိုတယောက်နေခဲ့တယ်ရွာသားတွေကသူ့ကိုအလုံးမလုံးတဲ့သူလို့ပြောကြတယ်နေတိုင်းတစ်ပင်ကြီးအောင်မှထိုင်ပြီးတနေ့ကျရင်စီးပွားခင်မယ်တနေ့ကျရင်ဆိုင်ဖွင့်မယ်လို့အိမ်မက်ပဲမှတ်နေတတ်တယ်ဒါပေမဲ့အဲ့ဒီတနေ့ဆိုတာဖြစ်မလာခဲ့ပါဘူးနှစ်တွေကြာလာတော့အိမ်မှာအစားအစာတောင်မလုံလောက်တော့ဘူးတညမှာသူ့ညီလေးကအလွန်စားလောင်ပြီးအဖိုးမုန်းရှိလားလို့မေးလိုက်တယ်ကြောင်ရင်တဲကိုဖွင့်ကြည့်တော့ဘာမှမရှိဘူးအဲ့ဒီအချိန်မှာပဲအဖိုးအိုရဲ့နှလုံးထဲတစ်ခုခုပြောင်းလဲသွားတယ်နောက်နေ့မနက်မှာသူပထမဆုံးအချိန်အလုတ်သွားလုပ်ခဲ့တယ်နေပူထဲမှာပင်ပင်ပန်းပန်းလဲရလုပ်တယ်အဲ့ဒီနောက်မှာသူနည်းနည်းငွေစုစည်းနိုင်လာတယ်အဲ့ဒီငွေကိုဖမ်းပလုံးတစ်လုံးထဲမှာတင်ထားတယ်လတွေကြာလာတော့ပလုံးထဲကငွေတွေတော်တော်များလာတယ်ဒီနေ့ဈေးသွားပြီးအဲ့ဒီငွေနဲ့စားစရာဝယ်မယ်ဆိုတော့ဆိုင်ရှင်ကပြောတယ်ဈေးတွေတက်သွားပြီးဒီငွေနဲ့တဝက်ပဲဝယ်လို့ရမယ်အဖိုးအားတင်သွားတယ်ငွေတန်ဖို့ရို့သွားခဲ့ပြီဒီနေ့ညနေခင်းတစ်ခုမှာအိမ်ရှိမှထိုင်နေတော့အိမ်နီးချင်းတွေကိုကြည့်မိတယ်တချို့ကဥရီရောင်းတယ်တချို့ကနှုတ်ရီရောင်းပြီးအစင်ပြီးနေကြတယ်အဲ့ဒီအချိန်မှာပဲအဖိုးအိုစိတ်ကူးတစ်ခုထွက်လာတယ်ကြက်ဝယ်ရင်ကောင်းမလားအဖိုးအိုကသူ့စုထားတဲ့ငွေနဲ့ကြက်နည်းနည်းဝယ်လိုက်တယ်အစမှာတော့ဥတစ်လုံးနောက်တစ်လုံးနဲ့စားလဲစားရောင်းလဲရောင်းပြီးအဲ့ဒီငွေနဲ့နောက်ထပ်ကြက်ဝယ်တယ်ကြက်တွေတဖြည်းဖြည်းများလာတယ်ငွေလဲတဖြည်းဖြည်းတိုးပွားလာတယ်တနေ့အဖိုးအိုကဥတစ်လုံးကိုကင်ပြီးပြောတယ်ဒီဥကပလုံးနဲ့ကငွေထက်ပိုတန်တယ်ဘာလို့လဲဆိုတော့ငွေကိုတိမ့်ထားရင်ရော့ခွာနိုင်တယ်ဒါပေမဲ့အတုံးချရင်ကြီးထွားလာနိုင်တယ်အဲ့ဒီနေ့ကစပြီးသူလူတိုင်းကိုပြောတတ်လာတယ်ငွေကိုမသိမ့်ပါနဲ့ငွေကိုပိုတိုးဝအောင်လုပ်ပါအားလုံးပဲဒီပုံမြင်လေးကိုနားထောင်ပြီးတွေးစရာလေးတွေရသွားမယ်လို့ထင်မိပါတယ်ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်